ကိုမတို့ကဒီ square shoulder bag လေးပေါ့နော်ဒါလေးကိုချုပ်မယ်ဆိုတော့ဟိုဒီနေ့တုန်းက Facebook မှာဒီပုံလေးကိုတင်ပေးထားတယ်เนาะဒီပုံလေးကိုတင်ပေးထားတယ်ဆိုတော့အဓိကကတော့သူက4000လေးတွေပေါ့နော်4000အခွက်ကလေးတွေကိုဆက်ရမှာပဲเนาะ4000လေးတွေကိုဆက်ရမယ်ပြီးလို့ရှိရင်ဒီနေရာလေးတွေတော့ဒါအိတ်ရဲ့အပေါ်ချမ်းလေးမှာတစ်ချမ်းပဲပါမှာသူကအိတ်ကဒီလိုပုံစံလေးသွားမှာမလို့เนาะအဲ့ဒီတော့ခါကျတော့ဒီနေရာလေးတွေမှာကျတော့4000ခွက်ရဲ့တစ်ချမ်းလေးတွေပဲပါမှာအဲ့ဒါလေးက2ခုပေါ့เนาะဒီ4000ခွက်လေးတွေကအားလုံးပေါင်း29ခုရှိမယ်29ခုရှိမယ်ပုံစံအပြင်တော့ဆက်တဲ့အခါကျတော့ဒီလိုကြည့်မှဆက်လို့ရမှာဖြစ်တယ်ဆိုပေမဲ့လို့အိတ်မှာချလို့ရှိရင်ဒီလိုလေးဖြစ်သွားမှာဒါအိတ်ရဲ့အပေါ်တစ်ချမ်းဒါအိတ်ရဲ့အောက်တစ်ချမ်းပေါ့နော်အိတ်ရဲ့အပေါ်ဘက်ချမ်းရဲ့အောက်ဘက်ချမ်းရဲ့ဒီလိုပုံစံလေးဖြစ်သွားမယ်ဒါပေမဲ့ပိတ်စဆက်တဲ့အခါကျရင်ဒီလိုလေးမှသိတာမှမလို့ဒါကတော့ပိတ်စရဲ့ဒီတိုင်းပြထားတာပေါ့နော်ဒါအယောင်နဲ့ဆိုရင်နည်းနည်းရှုပ်နေမှာဆိုလို့ကိုမကခုပြမှာကတော့2ယောင်ပဲဆက်မှာဒါကိုကတကူပိတ်စအယောင်ဆုံးရှိတာလေးနဲ့ဆက်ရင်လည်းလှအောင်ဆက်ရင်ရတယ်เนาะဒါမှမဟုတ်လို့ရှိရင်လည်းအခုပြထားတဲ့အတိုင်းပေါ့เนาะဒါကတော့မှ2ခုလေးဆက်မှာ2ယောင်နဲ့เนาะ2ယောင်နဲ့ဆက်မှာဆိုတော့ခါကြတော့ဒီမှာဒါမှပိတ်စာကိုဆက်မဲ့ပုံစံပေါ့เนาะအဓိကကတော့ကိုကဒီပထမဆုံးတန်းဆိုရင်ပြောင်းတန်းဒီလိုမျိုးလေးပေါ့เนาะအကွက်တန်းပဲထားပါတော့ပြောင်းတန်းအကွက်တန်းပြောင်းတန်းအကွက်တန်းဒီပုံစံမျိုးလုပ်ထားတာเนาะအဲ့ဒါလေးကိုဒီလိုတဲကြည့်လိုက်တဲ့အခါမှာじゃဘယ်လိုဖြစ်သွားမလဲဆိုရင်ဒီလိုမျိုးပေါ့ဒါအကွက်ဒါပြောင်းဆိုရင်ဒါအကွက်ရေပြောင်းရင်ဒီနှစ်စကိုခလေကနေဆက်ရမယ်ဟုတ်ပြီနော်ပြီးရင်ဒါပထမတန်းပြီးသွားပြီပြီးရင်ဒီမှာဆိုလို့ရှိရင်ဘယ်နှခုဆက်ဒီ3ခုအပြင်ကိုဒီဘက်ကတရိခံလေးနဲ့ပါ4ခုဆက်ရမယ်ဒါဒုတိယတန်းနော်ပြီးရင်တတိယတန်းကြာရင်ဒီ1 2 3 4 5 6ဒီ6ခုကိုဆက်ရမယ်ဟုတ်ပြီနော်ပြီးရင်ဒါနောက်တန်းဒါ3တန်းမြောက်ဖြစ်သွားပြီနား4တန်းမြောက်မှာဆို1 2 3 4 5 6ခွန်ဒီခုနှစ်ခုကိုဆက်ရမယ်ဟုတ်ပြီနော်ပြီးရင်ဒါ9တန်းမြောက်ကျတော့6ခုပဲရှိတော့မယ်1 2 3 4 5 6ဒီ6ခုကိုဆက်ရမယ်ပြီးရင်ဒါ6တန်းမြောက်ကျရင်3ခုရဲ့တရိကန်လေးရဲ့ပဲရှိတော့မယ်နော်တရိကန်လေးနဲ့ဒါလေးနဲ့ဆက်မယ်ပြီးရင်ဒါလေးနဲ့ဆက်မယ်ဒါလေးနဲ့လည်းတွဲလိုက်မယ်အားလုံးကိုတွဲလိုက်မယ်တဒန်းချင်းစီပဲအရင်တွဲထားမှာเนาะတဒန်းချင်းစီပဲအရင်တွဲထားမယ်ဒါဆိုရင်လည်းဒီနှစ်ခုကိုတွဲမယ်တဒန်းချင်းစီကိုပဲအရင်တွဲထားမယ်ပြီးတော့မှဒီအတန်းနဲ့ဒီအတန်းဆိုလို့ရှင်လည်းဒါနဲ့ကိုတစ်ခါတွဲမယ်ဒါနဲ့ကိုတစ်ခါတွဲမယ်သူတွဲလို့ရတဲ့အထိပေါ့နော်ဒါဆိုရင်ဒီဘက်ထိပ်ကတစ်ခုလွတ်နေမယ်ဒီ4 1 2 3 4ဒီ4ခုကိုဒီ4ခုအနားနဲ့လာတွဲရမှာပေါ့နော်အဲ့လိုမျိုးလာတွဲရမှာအဓိကတဒန်းစီမှာရှိတယ်တစ်ခုချင်းစီကိုဒီလိုလေးတဒန်းချင်းစီအရင်တွဲသွားမယ်နော်တွဲသွားရမယ်အဲ့တော့ခုနကပြောထားတဲ့အတိုင်းအယောင်လေးတွေနဲ့အမတို့အကွက်ကလေးတွေထားပါတော့အကွက်နဲ့ပြောင်းနေဆိုလို့ရှိရင်အကွက်ကဘယ်နှခုလဲပြောင်းကဘယ်နှခုလဲကိုကဒီပုံချမ်းမှာအရင်နေရာချကြည့်လိုက်မယ်เนาะအခုအမရဲ့ပုံမှာဆိုလို့ရှိရင်အမဆက်ထားတဲ့ပုံစံအတိုင်းဆိုလို့ရှိရင်အကွက်က16ခုရှိတယ်เนาะအကွက်က16ခုရှိတယ်ပြီးရင်ပြောင်းလေးကကြတော့73ခုရှိတယ်เนาะပြောင်းလေးကကြ73ခုရှိတယ်အကွက်က16ခုရှိတယ်ပြီးလို့ရှိရင်တရိကန်လေးကတော့2ခုပဲပေါ့เนาะတရိကန်လေးကတော့2ခုရှိမယ်ပြီးတော့ဒီ4000ခွက်ကလေးကတစ်ခုချင်းစီမှာ9 cm 9 cm ရှိတယ်เนาะတစ်ခုချင်းစီတစ်ဖက်ကို9 cm ပတ်လဲเนาะအညီပေါ့เนาะတစ်ဖက်ကို9 cm စီပတ်လဲအညီအဲ့ဒါလေးညှက်ရမယ်เนาะအဲ့တော့ဒီကညှက်ရမှာအစင်2ခုပေါ့เนาะပိတ်စ2ခုဆိုတော့ကမကဒီလိုမျိုးလေးဒီပိတ်စလေးတွေရဲ့ဒီပိတ်စလေးတွေရဲ့ပေါ့เนาะညှက်ထားတယ်အဲ့တော့ဒါလေးကိုက16ခုညှက်ထားတယ်ဒါလေးကိုက73ခုညှက်ထားတယ်73ခုအပြင်ကိုဒီမှာကြည့်လိုက်ရင်တရိကန်လေး2ခုကဘာအရောင်ထဲမှာပါသွားလဲဆိုရင်ဒါလေးထဲမှာပါသွားတယ်ဒီစပေါ့ပြောက်လေးပေါ့ဒီမှာဆိုရင်တော့ပြောင်လေးပေါ့เนาะအဲ့ထဲမှာပါသွားတယ်ဒီဖြူလေးအဲ့တော့အဲ့ဒါ2ခုညှက်ရမယ်เนาะပိတ်စညှက်တာ9 cm ပတ်လဲညှက်လိုက်ရုံပဲဆိုတဲ့အတွက်ကြောင့်မလို့ဒါကတော့ဘာခက်ခဲမှရှိမှာမဟုတ်ဘူးเนาะအဲ့ဒီမှာဘာပြောစရာရှိလဲဆိုလို့ရှိရင်ဒီတရိကန်လေး2ခုညှက်တဲ့အခါမှာတရိကန်2ခုဆိုတာကဒီပုံမှာကြည့်လိုက်တယ်ဆိုရင်ဒီစတူရန်ပေါ့နော်ဒီ၄ဘက်ညီတယ်ဒီစတူရန်ရဲ့တစ်ချမ်းပေါ့နော်တကယ်ဆိုရင်တော့သူ့ရဲ့တစ်ချမ်းငါတို့ကတစ်ချမ်းစီပေါ့ဒါတစ်ချမ်းနော်အဲ့တစ်ချမ်းစီကိုယူထားတာဆိုပေမဲ့လို့သူကအဲ့လိုမျိုးဒီစတူရန်ပုံမှာတစ်ချမ်းပြီးတော့ညှက်လိုက်လို့မရဘူးနော်စတူရန်ပုံမှာတစ်ချမ်းပြီးတော့ညှက်တယ်ဆိုရင်ဒါဒီလောက်ပေါ့နော်ဒါဆိုရင်ဒါသူ့ရဲ့ဒီပုံမှာဒီလိုမျိုးနော်ဒီတိုင်းပဲအဲ့ဒါဆိုရင်မတို့ကချုပ်စာမပါတော့ဘူးဖြစ်သွားမယ်ဟုတ်ပြီနော်ချုပ်စာမပါတော့ဘူးဖြစ်သွားမယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီတရိကန်လေးတွေကိုညှက်တဲ့အခါမှာနှစ်ခုကဒီလိုမျက်နှာချင်းဆိုင်ဖြစ်ရမယ်နော်ဒီလိုမျိုးမျက်နှာချင်းဆိုင်ဖြစ်ရမယ်သူ့ရဲ့မူလကစတူရန်လေးရဲ့တစ်ချမ်းကဒါဆိုလို့ရှိရင်မတို့ကအပေါ်မှာ
1 cm ချုပ်စာကိုက1 cm ပဲဖြစ်ဖြစ် 0.7 cm ပဲဖြစ်ဖြစ်ထားလို့ရတယ် 0.7 လောက်ပဲထားခြင်းလည်းရတယ်เนาะဒါကတော့နည်းနည်းလေးကြီးလေးပြလို့ရအောင်လို့1 cm ထားလိုက်တယ်1 cm လောက်ကိုသူကချုပ်စာခြံခဲ့ရမယ်ခြံပြီးတော့မှညှက်ရမှာเนาะညှက်တဲ့အခါမှာဒီလိုမျိုးတစ်ဖက်သက်တည်းဖြစ်နေမှာဆိုလို့เนาะတခုကじゃဟိုဘက်ကိုလှည့်တယ်တခုကじゃဒီဘက်ကိုလှည့်တယ်ဒီမှာဆိုရင်ကြည့်လိုက်တခုကဒီဘက်ကိုလှည့်တယ်တခုကဒီဘက်ကိုလှည့်တယ်ဒီလိုလေးဖြစ်ရမှာเนาะအဲ့ဒီအတွက်ကြောင့်မလို့ဒီနှစ်ခုကိုဒီလိုမျက်နှာချင်းဆိုင်ပဲဖြစ်ဖြစ်ဒီလိုပဲဖြစ်ဖြစ်ပေါ့เนาะအလားလာခြင်းမပူမလားမလားခြင်းမပူပူပြီးတော့မှဒါကဒီစတူရန်ရဲ့တစ်ချမ်းเนาะအဲ့လိုတစ်ချမ်းကိုယူပြီးတော့ဘေးမှာ1 cm ချုပ်စာခြံပြီးတော့ညှက်ရမယ်เนาะဘေးမှာ1 cm ချုပ်စာကိုခြံလိုက်မယ်ခြံပြီးတော့မှအဲ့လိုညှက်မယ်เนาะမဟုတ်လို့ရှင်အကုန်လုံးတွဲတဲ့ခါကျဒီအပေါ်ချမ်းမှာဒီဟာလေးမှာချုပ်စာမပါတော့ဘဲနဲ့ဖြစ်သွားလိမ့်မယ်เนาะအဲ့ဒါကြောင့်မလို့ဒီချုပ်စာလေးကိုတက်တက်ခြံခဲ့ပြရမယ်ဒါဆိုလို့ရှင်မတို့ကပိတ်စာညှက်တဲ့အခန်းကဏ္ဍကဒီလောက်ပဲပေါ့เนาะပြီးလို့ရှင်ဘာလုပ်ရမလဲဆိုတော့အခုထားပါတော့ပိတ်စာညှက်ပြီးပြီပေါ့ဒါဆိုရင်ပိတ်စာတွေညှက်ပြီးပြီဆိုတော့ဒီမှာဆိုရင်ဒါက73ခုဒါက16ခုပေါ့နော်16ခုရဲ့73ခုရဲ့မှာဒီပုံလေးကိုကြည့်ပြီးတော့မတို့ကတွဲရတော့မယ်အဲ့တော့ပထမဆုံးတစ်တန်းမှာဆိုလို့ရှိရင်ဒီမှာပထမဆုံးတစ်တန်းမှာဆိုရင်ဒါရဲ့ဆိုရင်တစ်ဖက်ကဒါရဲ့ဒီနှစ်ခုပေါ့နော်ဒီနှစ်ခုဒုတိယတစ်တန်းကျရင်ဘယ်လိုဖြစ်သွားပြီလဲဆိုတော့ဒါလေးကဒီဘက်ကိုရောက်သွားမယ်ပြီးလို့ရှိရင်ဒီဒါလေးကဒီလိုလာမယ်ပြီးရင်ဒါလေးကဒီဘက်ကိုလာမယ်ဒါဟုတ်တယ်เนาะပြီးလို့ရှိရင်မှာခုနကတော့မတို့ညက်ခဲ့တဲ့ဒါလေးကဒီလိုဖြစ်ရမယ်เนาะဒီလိုတွဲမယ်နောက်တစ်တန်းကျရင်လည်းအဲ့ဒီပုံစံအတိုင်းသူ့ရဲ့ပုံစံအတိုင်းအကွက်ကိုချတဲ့အတိုင်းမှာเนาะအမစီဒီမှာဆိုလို့ရှိရင်အပွင့်လေးရဲ့အပြောက်ကလေးရဲ့ဆိုအပွင့်လေးရဲ့အပြောက်လေးရဲ့အပွင့်လေးရဲ့အပြောက်လေးရဲ့အပွင့်လေးရဲ့အပြောက်လေးရဲ့1 2 3 4 5 6ခုဆက်ရမယ်เนาะဒါဆိုရင်ပထမဆုံးတစ်တန်းမှာဆိုဒီနှစ်ခုပဲရှိတဲ့အတွက်ကြောင့်မလို့ဒီနှစ်ခုကိုအလားအလားချင်းပူးမယ်ပြီးလို့ရှိရင်ဒီဘက်ဘေးမှာเนาะချုပ်စာကိုဘယ်လောက်ခြံမလဲဆိုတဲ့ပုံမှာမူတည်ရယ်เนาะအခုကိုက1 cm ခြံမယ်ဆိုလို့ရှိရင်1 cm ပေါ့เนาะ1 cm ကိုချုပ်စာမှတ်ပြီးတော့ချုပ်လိုက်မယ်ဒါဆိုရင်ဒါနှစ်ခုပဲတွဲတာဖြစ်သွားပြီเนาะဒါဟာနှစ်ခုပဲတွဲတာဖြစ်သွားပြီဟုတ်ပြီเนาะဒါဆိုနှစ်ခုတွဲပြီးွားလို့ရှိရင်ဒီလိုပုံစံလေးဖြစ်သွားမှာပေါ့เนาะအဲ့ဒီလိုပဲဒီဟာကြလို့ရှိရင်ဘယ်နှခုတွဲရမှာလဲဆိုတော့1 2 3 4ဒါဒုတိယတစ်တန်းဖြစ်သွားပြီဒုတိယတစ်တန်းမှာဆိုလို့ရှိရင်လည်း1 2 3 4 4ခုကိုဒါနဲ့တွဲမယ်တွဲပြီးွားလို့ရှိရင်ဒီဘက်ကနေပြီးတော့ဒါကဒီမှာလာတွဲမယ်ဟုတ်ပြီเนาะပြီးရင်ဒါကဒီလိုလေးဒီမှာအောက်ကဒီလိုထားအပေါ်ကဟာကိုဒီတိုင်းပဲသူကသူချွန်းနေတဲ့ဟာကိုလွတ်ထားခဲ့လိုက်เนาะလွတ်ထားခဲ့ပြီးတော့မတို့ကဒီကနေပြီးတော့1 cm ချုပ်ရမယ်1 cm ချုပ်ရမယ်เนาะပြီးရင်ဒီလိုလေးထားထားမယ်ဒီပုံစံလေးတိုင်းပေါ့เนาะဒါဆိုလို့ရှိရင်4ခုဆက်လိုက်မယ်ခုနအပေါ်ကဟာ2ခုဆက်မယ်အဲ့လိုပဲအောက်မှာ1 2 3 4 5 6 6ခုဆက်တဲ့ဟာရှိမယ်1 2 3 4 5 6ခု9ခုတဒန်းစီအကုန်လုံးကိုဆက်ထားရမယ်เนาะအဲ့ဒါလေးကိုဆက်ထားပြီးတော့မှအဲ့ဒီတဒန်းစီကိုပြန်တွဲရမှာအခုကတော့တဒန်းစီကိုအရင်ဆုံးဆက်လိုက်မယ်เนาะခုကမှတို့တဒန်းစီချုပ်ထားတာဒါကုန်ပြီးသွားပြီเนาะဒါဆိုရင်ပထမဆုံးတဒန်းเนาะပထမဆုံးတဒန်းကကအကွက်နေရာမှာဒီဟာလေးအပွင့်လေးရယ်ဒီဘက်ကအပြောက်ကလေးရယ်လောက်ထားတာเนาะပထမဆုံးတဒန်းပြီးလို့ရှိရင်ဒါဆိုရင်ဒုတိယတဒန်းကစတူရန်လေးက3ခုနဲ့ဒီဘက်ကဒူရီကန်လေး1ခုနဲ့ဒီလိုလေးเนาะအပေါ်ကအချုံကဒီတိုင်းထားခဲ့မယ်เนาะအောက်ကတော့ဒီတိုင်းပဲเนาะအပေါ်အချုံလေးကိုဒီတိုင်းထားခဲ့ပြီးရင်ဒီနေရာလေးကိုဖြတ်ထုတ်လိုက်လဲရတယ်เนาะအဲ့တော့ပြီးရင်တတိယတဒန်းဆိုရင်တတိယတဒန်းမှာဘယ်နှခုရှိလဲ1 2 3 4 5 6ခုเนาะတတိယတဒန်းမှာ6ခုဒီမှာဆိုရင်1 2 3 4 5 6เนาะအဲ့လိုမျိုးစတုထတဒန်းမှာဆိုရင်1 2 3 4 5 6ခု9ခုเนาะ9ခုပြီးရင်5တန်းမြောက်က1 2 3 4 5 6ခုဆိုတော့ဒီမှာ5တန်းမြောက်က1 2 3 4 5 6ခုဆက်ပြီးသားเนาะပြီးရင်6တန်းမြောက်မှာဆိုရင်3ခုရယ်ခုနကတော့ဒူရီကန်လေးရယ်3ခုရယ်ဒီဘက်ကဒူရီကန်ဒီဘက်ကကျအောက်ဘက်ကိုလှည့်တာဖြစ်သွားပြီเนาะဒူရီကန်လေးရယ်ပြီးလို့ရှိရင်အောက်ဆုံးတန်းမှာကတော့အပြောက်ကလေးနဲ့အပွင့်လေးနဲ့အပြောက်လေးနဲ့အပွင့်လေးနဲ့ဒီလိုမျိုးလေးဒါတန်းစီပြီးသွားပြီအဲ့ဒီတန်းစီကိုဒီမှာပထမဆုံးအတန်းကိုဒုတိယတန်းနဲ့ဆက်ရမယ်ဟ
ဟုတ်နော်ပထမဆုံးတစ်တန်းကိုဒုတိယတစ်တန်းကိုတတိယတစ်တန်းနဲ့ဆက်မယ်အဲ့လိုပုံစံမျိုးလေးဆက်သွားမှာနော်ခုမဆက်ခင်မှာပြောချင်တာကပိတ်စတွေကိုအခုပိတ်စတွေကိုဆက်ခဲ့ပေါ့နော်ဒီမှာဆက်လိုက်တဲ့အခါမှာမတို့ဒီနောက်ဖက်တွေရှိတယ်နောက်ကျောဘက်ဒီမှာ1 cm စီချုပ်စာရှိတယ်အဲ့ဒီချုပ်စာတွေအကုန်လုံးကိုခွဲရမယ်နှစ်ဖက်ခွဲမယ်နှစ်ဖက်ခွဲပြီးရင်မိဘူးနဲ့ဖြည့်ရမယ်နော်ပြန်နေအောင်ဒီကြားမိဘူးလေးနဲ့ဖြည့်မယ်တကယ်လို့တချို့ပိတ်စတွေကြတော့လိုလက်သေးလေးနဲ့ခွဲလိုက်ရင်ရတယ်တချို့ပိတ်စတွေကြမရဘူးမရတဲ့ဟာဆိုလို့ရှိရင်မိဘူးလေးနဲ့ဖြည့်ပေးရမယ်နော်ဒီလိုမျိုးလေးခွဲချောင်းဖော်သွားအောင်နော်ဒါလေးဆိုရင်အကုန်လုံးဒီမှာထောင်တောင်ပဲရှိသေးတယ်နော်အဲ့ဒါတွေအကုန်လုံးကိုခွဲပြီးတော့ဒီလိုလေးလက်သေးနဲ့ဖိလိုက်လို့ရှိရင်ပြန်လေးဖြစ်သွားရမယ်မဖြစ်ဘူးဆိုလို့ရှိရင်မိဘူးနဲ့ဖိမယ်နော်မိဘူးနဲ့အဲ့ဒီဟာလေးတွေကိုအကုန်လုံးလိုက်ပြီးတော့ဖြန့်ပေးရမယ်ဒီတိုင်းလုံးလုံးကြီးထားခဲ့လို့မရအောင်နော်အဲ့လိုဒီလိုမျိုးလေးတွေအကုန်လုံးလိုက်ဖြန့်မယ်ဒါကအခုတိုင်းကိုအဲ့လိုလုပ်နော်ရှေ့မှာဘယ်လေးချုပ်ခဲ့ဘူးလို့ရှင်အဲ့ဒီမှာတော့လည်းပြထားတယ်နော်ချုပ်ချောင်းတွေဘယ်ဟာနဲ့ပိတ်စတွေတစ်ခုနဲ့တစ်ခုနဲ့ဆက်တာဘယ်နေရာမှာပဲဆက်တယ်ပဲဖြစ်ဖြစ်ချုပ်ချောင်းတစ်ချောင်းခွဲပြီးတော့ဖြန့်ထားရမယ်အရင်တည်းမိဘူးဖြစ်ပြီးတော့ဖြန့်ထားရမယ်နော်ပြီးတော့ဒါမျိုးကိုအကုန်လုံးကိုဒီပုံစံလေးတိုင်းဒီလိုပြန်လေးအကုန်လုံးကိုလိုက်လုပ်ထားရမယ်နော်မိဘူးနဲ့ကတ်ထားလိုက်နော်ဒါလေးတွေလည်းအကုန်လုံးအဲ့လိုလေးလိုက်ဖြတ်မယ်ဒီတော့မတို့အခုဒီနောက်ဘက်ကချုပ်ချောင်းလေးတွေကိုလည်းဒီလိုမျိုးလေးဖြန့်ပြီးသွားပြီเนาะချုပ်ချောင်းလေးတွေအားလုံးဖြန့်ပြီးသွားပြီဖြန့်ပြီးတော့မိဘူးလေးနဲ့ဖိထားလိုက်ပြီးလက်သေးလေးနဲ့ချစ်လိုက်ရင်လည်းဒီလိုမျိုးမာတဲ့ပိတ်စလေးတွေဆိုရင်လက်သေးလေးနဲ့ချစ်လိုက်ရင်ရတယ်မရဘူးဆိုလို့ရှိရင်မိဘူးနဲ့ဖိမယ်เนาะဖိပြီးသွားပြီဆိုလို့ရှိရင်တရမ်းနဲ့ကိုအခုဆက်ရတော့မယ်เนาะတရမ်းနဲ့ကိုဆက်ရမယ်ဆိုတော့ဖြေပါတော့ပိတ်စဆက်တာကိုပြခဲ့ဘူးဆိုလို့အခုဆိုရင်ဒီမှာပုံကိုကြည့်လိုက်မယ်အပေါ်ဆုံးမှာက2ခုအပွင့်လေးရဲ့အပြောက်ကလေးရဲ့เนาะပြီးလို့ရှိရင်အောက်မှာကြာလို့ရှိရင်အပွင့်လေးတစ်ခုကဒီဘက်ကိုတိုးသွားမယ်အပွင့်လေးရဲ့ပြီးတော့မှအပြောက်ကလေးပြီးရင်အပွင့်ကလေးပြီးတော့မှဒရိကန်လေးပထမတန်းနဲ့ဒုတိယတန်းနဲ့ဟုတ်ပြီနော်အဲ့တော့အခုကဒီလိုမျိုးဖြစ်နေမယ်ဖြစ်နေတဲ့အချိန်မှာမတို့ကဒီအပေါ်ကအတန်းရဲ့ဒီနေရာနဲ့ဒီအောက်ကအတန်းရဲ့ဒီချုပ်ချောင်းတစ်ခုညီရမယ်เนาะညီရမယ်ဆိုတော့ဒီလိုမျိုးထပ်လိုက်မယ်ထပ်ပြီးသွားလို့ရှိရင်ဖျန်းနဲ့ထိုးမယ်ဒီနှစ်ခုကတညီတယ်ဒီမှာထပ်နေရမယ်เนาะတညီတယ်ထပ်နေရမယ်ထပ်နေပြီးတော့မှဖျန်းနဲ့ဟိုဘက်ကလည်းအလဲချောင်းတက်တယ်เนาะအလဲချောင်းတက်တဲ့ကိုဖျန်းနဲ့ထိုးမယ်ဒါမှတညီတယ်ဖြစ်မယ်เนาะတညီတယ်ထပ်နေရမယ်ထပ်နေပြီးတော့မှဒီမှာဒီလိုမျိုးလေးဖြစ်သွားမယ်ဟိုဘက်ကကျတော့ဒီလိုလေးဟုတ်နော်အဲ့ဒါကမှအမတို့ကတညီတညာတယ်ဒီကနေပြီးတော့1 cm ချုပ်မယ်နော်1 cm ချုပ်မှရှိရအတိုင်းပဲနော်အဲဒီနေရာလေးကိုပြန်အနဲ့တည်တည်ချာချာတွဲပြီးတော့မှ1 cm ချုပ်ရမယ်နော်အဲချုပ်ပြီးသွားပြီဆိုလို့ရှင်ဒီအောက်ဘက်ကတစ်ခုနဲ့ဆိုတော့ဒီတိုင်းပဲအောက်ဘက်ကတစ်ခုကအပြင်ကိုတစ်ခုအစွန်းထွက်ရမယ်3ခုဒီမှာ4ခုဒီ4ခုလေးဆက်ပြီးဆိုတော့ဒီအောက်မှာကတစ်ခုကဒီပဲဘေးစုံကိုထွက်နေမယ်ပြီးလို့ရှင်1 2 3 4 5 6ခုအားလုံးပေါင်း6ခုရှိတာနော်6ခုစလုံးကဒီတိုင်းဘေးစုံကိုထွက်နေမှာဆိုအခုဒီလိုလေးဖြစ်နေမယ်ဒီလိုဖြစ်နေတဲ့အချိန်မှာခုနလိုပဲဒီမှာချုပ်ချောင်းက1ချောင်း2ချောင်း3ချောင်းသူတို့တိုက်နေတာချုပ်ချောင်းဒီ3ချောင်းရှိတယ်အဲ့3ချောင်းစလုံးကတညီလေးဖြစ်ရမယ်နော်တညီလေးဖြစ်ရမယ်ဆိုတော့ဒီအပေါ်နဲ့အောက်နဲ့ကဒီမှာဒီခလေချုပ်ချောင်း3ချောင်းကိုပေါ်နဲ့အောက်နဲ့ဒီလိုမျိုးလာထပ်မယ်တေချာလေးနော်တိုက်နေအောင်ညီနေအောင်လုပ်မယ်ညီနေပြီးတော့မှဒီမှာဒီလိုထပ်မယ်ထပ်ပြီးသွားလို့ရှိရင်ခုနလိုပဲဒီချုပ်ချောင်းနဲ့ဒီချုပ်ချောင်းနဲ့ကိုညှိမယ်ညှိပြီးသွားလို့ရှိရင်ပြန်ရနဲ့ထိထားမယ်နော်အဲ့ဒီချုပ်တဲ့အခါကျလို့ရှိရင်အဲ့ဒီလက်ချုပ်ကတော့ညှိပြီးတော့ချုပ်လို့ရတယ်စက်နဲ့ကြတော့ဘီးကဆွဲတဲ့အတွက်ကြောင့်မလို့လွဲမသွားအောင်တေချာလေးညှိရမယ်နော်ပြီးရင်ဒီမှာဒါဆိုလို့ရှိရင်လည်းဒီမှာချုပ်ချောင်းနှစ်ချောင်းဟာတညီသေးပဲเนาะတညီသေးပဲဆိုရင်အဲ့လိုလေးထားပြီးတော့မှပြန်အနဲ့ထိုးမယ်ပြီးရင်ဒီမှာတတိယချုပ်ချောင်းတစ်ခုဆိုလည်းဒီတိုင်းပဲဒီမှာချုပ်ချောင်းနှစ်ခုကဒီလိုလေးဖြစ်နေမယ်ညှိပြီးတော့မှပြန်အနဲ့ထိုးမယ်ဒါဆိုရင်ခ
ခုဒီလိုလေးပေါ့မတို့ဟာနော်အဲ့ဒါကိုမှခုနကအတိုင်းပဲမတို့ဒီကနေပြီးတော့1 cm 1 cm ဟိုဘက်အထိနော်1 cm တစ်ကြောင်းချုပ်လိုက်မယ်အဲ့လိုမျိုးပုံစံနဲ့ပဲဒီအတန်းဘယ်နှစ်တန်းရှိရလဲဆိုတော့9တန်းရှိရ9တန်းလုံးကိုတွဲမယ်1 2 3 4 5 6 9တန်းလုံးကိုတစ်ပြင်းနဲ့ဖြစ်သွားအောင်တွဲလိုက်မယ်နော်ခုကပုံနှင်းအတိုင်းဆက်ပြီးသွားပြီเนาะဒါဆိုပထမဆုံးပုံလေးတွေအတိုင်းပဲပထမဆုံးတစ်တန်းဒုတိယတစ်တန်းဒီပုံစံတတိယတစ်တန်းဟုတ်ပြီနော်ပြီးရင်အောက်ကအတန်းလေးတွေရောအကုန်လုံးဒါကဟိုးအောက်ဆုံးကအတန်းအထိเนาะဟိုးအောက်ဆုံးကအတန်းအထိအကုန်ဆက်ပြီးသွားပြီဆိုရင်ခုနပြောထားတဲ့အတိုင်းပဲနောက်ဘက်ကချုပ်ထားတဲ့ချုပ်စာတွေကိုလည်းအကုန်လုံးလှန်ပြီးတော့ခွဲချောင်းခွဲမယ်ခွဲပြီးရင်မိဖို့နဲ့ဖိမယ်နော်ခွဲချောင်းလေးတွေအကုန်လုံးကိုဒီတိုင်းလိုက်ဖြန့်ပြီးတော့မိဖို့တိုက်မယ်ခုံကြီးတွေလိန်ကြီးတွေမထားခဲ့ဘူးเนาะမထားခဲ့ပဲနဲ့အကုန်လုံးဒီတိုင်းလေးပြန်နေအောင်ဒီဘက်ကဟာလေးလဲဖိလိုက်အဲ့ဒီတိုင်းကိုအကုန်လုံးရှိတဲ့အတန်းလေးတွေအကုန်လုံးကိုအဲ့လိုမျိုးမျိုးလိုက်တိုက်မယ်နော်ပြန်သွားတဲ့ဒီမျိုးလေးနဲ့တိုက်ရမယ်ဒီလိုဆုံတဲ့နေရာလေးတွေဆိုလို့ရှိရင်သူ့ဟာနဲ့သူပဲနော်ဟိုဘက်ကလည်းအပြန်လိုက်ဒီကလည်းအပြန်လိုက်မဟုတ်လို့ရှိရင်အဲ့နေရာလေးတွေခုံးနေလိမ့်မယ်ဒီကတော့အစုံလေးတွေပေါ့အစုံနေရာလေးတွေကိုတခြားတိုက်လိုက်မယ်ဒီတိုင်းလေးเนาะဒီတိုင်းလေးပဲအကုန်လုံးနောက်ဘက်ကပြန်ပြီးတော့ညီနေအောင်မျိုးနဲ့တိုက်မယ်ဒါဆိုရင်အကုန်လုံးပြည့်လေးဖြစ်သွားပြီเนาะပြည့်လေးဖြစ်သွားပြီဆိုရင်ဒါဒီဘက်ကလည်းတက်တက်ရရနဲ့လှလှလေးပဲเนาะဒီမှာဒီဘက်ကဒီဘက်တွေကိုမိဖို့တိုက်လိုက်မယ်ဒါဆိုရင်မတို့ဒီအိတ်ကိုရလီပိတ်ဆက်တာလေးတွေကပြီးသွားပြီเนาะနောက်တစ်ပိုင်းကျတော့မှဖော်နဲ့တွဲတဲ့ဟာကိုပြမယ်လိုက်ချုပ်မယ်ဆိုလို့ရှိရင်ဒီထိပြီးအောင်အရင်လောက်တိုက်ချုပ်ထားလိုက်မယ်เนาะပြီးတော့မှဖော်နဲ့တွဲတာကိုတက်တက်ပိုင်းထည့်ပြပေးမယ်အိတ်ကြလို့ချင်း तू ကခုနတော့ကချုပ်တုံးကကြတော့ဒီလိုမျိုးတဒန်းစီချုပ်သွားတာเนาะအိတ်ပုံစံလေးကြရင် तू ကဒီလိုလေးဖြစ်သွားမှာဒါလေးဆိုရင်ဒီမှာပုံစံလေးပေါ်နေပြီเนาะ तू ကဒီဟာလေးကိုထောင်ပြက်ပေါ့เนาะထောင်ပြက်လေးလိုမျိုးလေးခောက်လိုက်တော့မှဒီလိုပုံစံလေးဖြစ်သွားမှာအိတ်ကဒီရဲ့အိတ်ကဒီတိုင်းလေးပေါ့เนาะအိတ်အောက်မှာအထက်ကနေပိတ်စခံရမယ်ပြီးလို့ရှိရင်ဖော့လဲခံရမယ်ဒီဟာလေးတွေတစ်ခုချင်းစီစက်တာလက်ချုပ်နဲ့ချုပ်ခြင်းတဲ့သူဆိုလို့ရှိရင်လက်ချုပ်နဲ့ဆက်လို့ရတယ်เนาะအချက်စိတ်ကလေးနဲ့လက်ချုပ်ချုပ်လို့ရတယ်နောက်ဘက်လေးတွေကိုလည်းဒီလိုမျိုးလေးပြန်နေအောင်ပြန်ဖြန့်ပေးထားရမယ်เนาะဒါမှရှိရလဲဒီမှာ
ဖူနေတာတွေထင်နေတာတွေမရှိဘူးတစ်ခုနဲ့တစ်ခုနဲ့လွဲနေတာတွေမရှိဘူးเนาะအဲ့လိုမျိုး